မိဘရဲ့နာရေးအိမ်မှာကိုယ့်ရဲ့အလုပ်ရှင်တွေလက်ဖို့ကိုင်းမဲ့တွေကတယောက်မှရောက်မလာဘူးဆိုရင်တင့်အနေနဲ့ဘယ်လိုခံစားရမလဲဒီနေ့ပြောချင်တဲ့ဇာတ်ကားလေးကတော့ကိုယ့်ဖေရဲ့တေဆုံးမှုကိုတောင်ဘယ်သူမှမပြောဘဲတိတ်တဆိတ်ဖုံးကွယ်ထားတဲ့အမျိုးသမီးတစ်ယောက်အကြောင်းမှာသူမကတော့အဖေဆုံးပြီလို့ရှောက်ပြောနေရတာကိုတမျိုးကြီးဖြစ်နေလို့ဆိုပြီးတော့ဆင်ញင်ပေးခဲ့ပေမဲ့တကယ်တော့ဒီနာကြီးရဲ့နောက်ကမှာဘယ်သူမှမသိတဲ့အမောင်ဖုံးနေတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ်နာရီကိုမဖိတ်ဖဲနဲ့ရောက်လာတဲ့ရောက်ခမနဲ့ဆွေမျိုးတွေကတော့သူများကိုဒီဖြစ်စဉ်ကိုကန့်ကွက်ရှုံချခဲ့ပါတယ်။ဒါရင်မကသေးပါဘူး။သူမရဲ့ဘဝကိုလက်စားချေဖို့ကြိုးစားနေတဲ့အဖွားဖြစ်သူကနာရီအိမ်ထိရောက်လာပြီးတော့လူအများရှိမှထိတ်တန့်ရင်ဆိုင်ဖြစ်ရှင်းมาတော့တယ်။အဖွားပြောတဲ့အကြောင်းရင်းကတော့လူတယောက်ကိုတစ်သက်လုံးတကားဝါမှာပဲရက်ဆောင်ခိုင်းထားပြီးတော့နင်းကတော့ခြေပြစ်လက်ပြကောင်းကောင်းအိပ်ပျော်နိုင်တယ်ပေါ့လေဆိုပြီးတော့မှအဖွားဖြစ်တဲ့သူကဒေါသတကြီးဆွဆွဲခဲ့ပါတယ်ဒီဆွဆွဲချက်တွေကိုသူမကတော့တင်းအင်းအေးချမ်းသွားနေပဲအပြုံးတစ်ခုရဲ့နဲ့ပဲတုံ့ပြန်ခဲ့ပါတယ်သူပြောတာလေးကတော့ကျမကတော့သဘောကျတယ်အဆုံးထိတောက်ခံထားတာမလို့ကျမတကယ်သဘောကျပါတယ်ဒီလိုပြောလိုက်တဲ့မိန်းကလေးရဲ့ရင်ထဲမှာဘလို့အမုန်းတရားတွေကင်းရောက်နေလို့အခုလိုရဲရဲဆက်ဆက်စကားလုံးတွေကိုအေးအေးဆေးဆေးပြောနိုင်ရတာပါလေပြီးတော့အဖေဖြစ်သူရဲ့နာရီကိုအခွင့်ကောင်းယူပြီးရောက်လာတဲ့လူကြီးဆိုတဲ့ရန်သူဟောင်းမိန်းကလေးနာရီအိမ်ဟာဝမ်းနဲ့ပူဆွေးတရားတွေမဟုတ်ဝမ်းနဲ့ပူဆွေးမဲ့နေရာမဟုတ်တော့ပဲတယောက်နဲ့တယောက်အမုန်းတရားတွေတုံ့ပြန်တဲ့နေရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်လူတိုင်းကသူမကိုသွေးအေးပြီးရက်ဆက်တဲ့မိန်းကလေးတယောက်လိုသတ်မှတ်ခဲ့ကြပြီမဲ့ဇလန်းရဲ့အမှန်တရားကတော့တစ်ပင်အောက်မှာခင်မောင်းဖြစ်တဲ့သူကိုတကြိုပြီးချိန်ကျမှပေါ်ပေါက်လာခဲ့တာပါသူမဟာတကယ်တော့ရက်စက်တဲ့သူမဟုတ်ပါဘူးသူမရဲ့တဘွားလုံးဟာအချစ်တစ်ခုတည်းနဲ့နေတိုင်းအားတင်းပြီးရုန်းကန်နေရတဲ့လူတစ်ယောက်ဖြစ်နေပါတယ်နောက်ဆုံးချိန်မှာကိုချစ်ရတဲ့လူကိုဆုံးရှုံးပြီးကမှသူမရဲ့ရင်ထဲကစကားတွေကိုဖွင့်ချလာပါတယ်သူဖွင့်ချတဲ့အကြောင်းရင်းကတော့မောင်ရှင့်ကိုချစ်ရတာတကယ်အရင်ပင်ပန်းခဲ့ပါတယ်နောက်ဆုံးတော့ပြီးဆုံးသွားပြီမို့လို့ရှင်လဲစိတ်အေးလက်အေးနားပါတော့ဆိုပြီးပြီးလို့နဲ့ပဲသူရင်ဖွင့်သွားပါတယ်ဒီအမုန်းတရားတွေအားလုံးကိုတစ်ပင်အောက်မှာနှုတ်နှံပြီးပြန်လာခဲ့ပြီမဲ့ဇလန်းလေးဟာဒီနေရာနဲ့ပြီးသွားတာမဟုတ်ဘူးဗျ။ကွင်လွန်သူသေဆုံးတဲ့သူခြံထားခဲ့တဲ့သိန်းတစ်ထောင်ကျော်တန်ဖိုးရှိတဲ့အိမ်ချမ်းမြေအမွေပစ္စည်းတွေကိုဘယ်သူကဘလို့ကိစ္စတွေနဲ့ဆက်ပြီးလူယူကြအောင်မလဲဒီလိုလှည့်ကွက်တွေနဲ့ပြည့်နှက်နေတဲ့မိသားစုကြားကတိုက်ပွဲတွေကိုသူမဘလို့ရင်ဆိုင်သွားအောင်မလဲဆိုတာတော့ကျွန်တော်တို့ရဲ့ LS Drama Channel မှာနေတိုင်းတရက်စောပြီးတင်ပေးတာမလို့စောင့်မျှော်ကြည့်ရှုကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်